ဒီနေ့ကတော့ကောင်းမောင်းပြိုင်ဝဲနောက်တဲ့ကွင်းတစ်ကိုစတင်ရှင်ပြိုင်မှာဖြစ်ပါတယ်ဒီတစ်ခါလက်ကြသူကတော့စပိုက်ဒါမန်ဖြစ်ပါတယ်ဒီလန်ကီမှာဘလို့ခက်ခဲတွေကိုစပိုက်ဒါမန်ကြော်လွှမ်းမလဲလို့ကျွန်တော်တို့ဆက်လက်ကြည့်ရှုအားပေးကြပါဦးညာကိုဘယ်ကောင်အားပေးလဲဆိုတာတစ်ချက်တော့နန်းငယ်ပေးပါကွန်မန့်မှာရေးခဲ့ပေးပါဟုတ်ပြီစပိုက်ဒါမန်ရှေ့ကိုမောင်းနေတယ်ရှေ့မှာဟမ်ဘာဂါတွေဘီယာပလင်းတွေရှိတယ်ပြစပိုက်ဒါမန်ရှေ့ပါလာတယ်မလကန်ကောင်းလို့ဘရိတ်ဦးလာမြဲလို့သွားပြီခင်ဗျာစတော့ရုံမရှိပါသေးတယ်စပိုက်ဒါမန်ရှေ့မှာကြောက်သေးရေထဲကိုပြုတ်ကျသွားပြီဖြစ်ပါတယ်လမ်းတော့အကွေးကောက်တွေနဲ့ခက်ခဲတဲ့လမ်းပဲဖြစ်ပါတယ်ဒီလမ်းမှာစပိုက်ဒါမန်ရင်သုံးပြန်ရတော့အခက်ခဲနဲ့ပထမဆုံးတွေ့ရှိပါတယ်ဒီတစ်ခါတော့စပိုက်ဒါဂေးအလှည့်ပဲဖြစ်ပါတယ်ကားလေးကတော့ orange color လိမ်မော်ရောင်လေးနဲ့ပါစတင်ရှင်ပြိုင်ပြီဖြစ်ပါတယ်မောင်းနေရှိန်တင်ထားတယ်များစပိုက်ဒါမန်ပြုတ်ကျတဲ့နေရာမှာမပြုတ်ကျဖို့အရေးကြီးတယ်စပိုက်ဒါမန်ဒီနေရာမှာပြုတ်ကျသွားတာဖြည်းစပိုက်ဒါဂေးရှေ့မှာဘာမှမမြင်ဘူးကန်ကောင်းတယ်နော်အကွေ့မြန်လို့လမ်းမှာလဲကိုကာကိုလာအေးပလင်းတွေလည်းရှိတယ်ဆိုင်းဘုတ်တွေလည်းရှိတယ်ဆိုင်းအုပ်ကြီးတဲ့ရှေ့မှာလမ်းခံနေတော့မမြင်ဘူးကန်ကောင်းတယ်များစပိုက်ဒါဂေးကန်ကောင်းလို့ကားမောင်ကျွမ်းပုံရတယ်မြရှေ့မှာဘောလုံးဖာတွေရောဆိုင်းဘုတ်တွေရောလမ်းလဲအကွေးကောက်လေးနဲ့ဘာလမ်းပြီးဘာလမ်းနာမယ်ဆိုတာလဲဘလူးမောင်သိဘူးများစပိုက်ဒါဂေးမောင်းနေရှေ့မှာကန့်လန့်ခံနေတဲ့လမ်းကိုလုံးဝမမြင်ရဘူးဒီလမ်းတော့တော်ခက်ခဲတဲ့လမ်းပါလို့မောင်းနေဒီဥမင်လိုင်းကောင်းတော့ခက်ခဲမရှိဘူးလွယ်တကူပဲဖြစ်ကြော်နိုင်တယ်စတားတွေတင်းကားတွေမရှိတော့ဘူးဗျာရအောင်မယူနိုင်ဘူးဗျဟုတ်ပြီဒီဟာပကံများပုံစံဇောက်လိုပဲအပေါ်တက်ပြီးသွားရင်လည်းမလွယ်ဘူးမောင်းနေဟုတ်ပြီစပိုက်ဒါမန်ထက်တော့ရှေ့ကိုရောက်နေတယ်လောဆယ်သူရှေ့ဆုံးမှာပါတန်တဲ့နှစ်ယောက်ကတော့မပြန်ရသေးဘူးချင်ပန်စီနဲ့မာဖီးယားဂန်စတာနဲ့ပါရှေ့မှာဘာလာမလဲလမ်းနေမှာဆိုင်းဘုတ်ကခန်းနေတယ်လို့ကားကောင်ဝေါ်လည်းတင်းနေတယ်လမ်းခက်ခဲရတဲ့ကြားတဲ့အတားစီးတွေကများတယ်ဗျာဟုတ်ပြီစီးဝေးနာနေမြင်းဝေးနာနေကက်မောင်းနေတယ်မသွားရမြင်းနာနေကက်မောင်းနေတာမောင်းနေရှေ့မှာလည်းတုံးလေးခန်းနေတယ်ဘာမှမမြင်ရဘူးရှေ့ကိုဘရိတ်အုပ်လိုက်လို့ဟေးကန်ကောင်းနေနော်ဟာအဝိုင်းပဲဟေးဘာမှမမြင်ရဘူးဘာပင်းဘာလာမလဲမသိရဘူးသွားပြီရှေ့ပါသွားပြီရှိန်လုံးပြီလို့စပိုက်ဒါဂေးနဲ့ဒီအစ်မာနေဗျာစတာ3လုံးလည်းမပွင့်သေးပါဘူးဒါပေမဲ့သူဒီရှေ့ဆုံးဝေးကိုသူပထမဆုံးရောက်တာပါဒီခက်ခဲတဲ့လမ်းစတာတပွင့်မှုလည်းကြံသေးတယ်ဒီတခါလက်ကျသူကတော့စပိုက်ဒါဒီကလက်ကျတော့ချင်ပန်စီနီပါချင်ပန်စီနီသူ့ရဲ့ crazy color ဖြစ်တဲ့ blue color ကားလေးကိုပဲရွေးထားတယ်ဗျာအောင်ပြီမောင်းပြီဒီနေ့ကတော့ချင်ပန်စီနီကြည့်ရတာပိုပြီးတက်ကြွနေသလိုပဲလမ်းတွေကခက်ခဲတဲ့နေရာကိုသူဖြတ်ကျော်နိုင်မှာမလားတော့ဆက်လက်ကြည့်ရှုပေးပါအောင်ညာမောင်းနေစပိုက်ဒါမန်ပြုတ်ကျတဲ့နေရာကိုတော့သူကျော်သွားပြီရှေ့မှာတုံးခံနေတယ်တက်ကြီးကိုဟေးကိုလာပလင်းနေရှေ့မှာစပိုက်ဒါအမှန်ရုပ်တယ်တိုက်ချနေတာကိုလန်းကူမသွားဘူးဟာရှေ့မှာကန်ကောင်းတယ်နော်ဘေးတော့ကြပြီမရောက်ခင်ဗျာဥမင်လိုင်းကောင်းသားအထိကိုလုံးဝမရတာကျွန်တော်ထင်ပါတယ်သူတက်ကြွနေတဲ့အတွက်နော်ဘလုံးမကိုသူမထိန်နိုင်ဘူးလားဘရိတ်အုပ်ဖို့သူမေ့နေတယ်ညာဘရိတ်အုပ်လိုက်ရင်တော့ဒီနေရာမှာနည်းနည်းလေးတော်ဦးမယ်ဒီကနောက်ဆုံးရှင်ပြိုင်သူကတော့မာဖီးယားဂန်စတာပဲဖြစ်ပါတယ်
သူဒီအဆင့်ကိုမအောင်မြင်ဘူးဆိုရင်၄ယောက်လုံးစနေပြန်ရမှာဖြစ်ပါတယ်ဒီကစားကွင်းကတော်တော်ခက်ခဲနေတာများစင်ပြိုင်တဲ့သူ၄ယောက်လုံးအတွက်ကတော့ဒီကစားကွင်းအစ်စ်ကတော့ဒီ level မှာတော့တော်တော်ခက်ခဲတဲ့ level ရှိန်တင်ထားတဲ့ဒီနေရာကိုတော့တတရာလေးဖြတ်ကျော်ထားတယ်ဖြတ်ကျော်နေတယ်ဟိုဘက်မှာမလေးဘရိတ်အုပ်တာမြန်လို့တော့ gangster တောင်မှဒီနေရာကိုမနေမောင်းနေရတယ်ဒါပေမဲ့ရှေ့မှာအဝေးဆုံးရောက်ထားတာတော့ spider gay ပါလုံးဝ shot တွက်လို့မရပါဘူး main ကလေးတစ်ယောက်တည်းပါတယ်လုံးဝ shot တွက်လို့မရပါဘူးသူအဝေးဆုံးထိသူရောက်ထားပြီးပါပြီသူနောက်မှာတယောက်မှအခုချိန်ထိလိုက်မလာနိုင်သေးဘူးဟုတ်ပြီမောင်းနေတဲ့ gangster သူတတိထားပြီးတော့မောင်းနေတဲ့ပြုတ်ကြမှာစိုးလို့ချင်မန်စီနီကောကဒီနားမှာပြုတ်ကျသွားတာလို့ဟေးဘန်ကတလက်ကြီးနဲ့ဦးမင်းလှိုင်ကောင်းနဲ့တန်စကာဦးမင်းလှိုင်ကောင်းနဲ့တော့သူအေးဆေးလေးဖြတ်ကျော်ဝင်ရောက်ထားတယ်ကိမုတ်တွေလည်းရှိတယ်ပန်ကတလက်တွေလည်းခံထားတယ်လမ်းကတော့တော်တော်ဆိုးတယ်ဒင်းငါးပြကြံခဲ့လို့လုံးဝကြံခဲ့လို့မဖြစ်ဘူးတဲ့မောင်းတယ်သူမကျေနပ်ဘူးစတားတပွင့်အောင်ကြံခဲ့ပြီလုံးဝပဲမရဘူးနော်ဂန်စတာဆိုတဲ့အတိုင်းလုံးဝကိုလည်းမလျှော့တာတိုင်ပွဲမှာသူအမြင့်ဆုံးစတားပွင့်ကိုသူလိုချင်နေတာလုံးဝမကျေနပ်နိုင်ဘူးပြန်ယူတယ်ခင်ဗျာဒင်းကကွိုင်နဲ့စတားနဲ့ကိုသူပြန်ယူတယ်ဗျာကြာသွားပြီခင်ဗျာစတား၃လုံးပွင့်သွားပြီမောင်းတယ်ကွိုင်နဲ့တင်းကားတွေရတယ်480တီကိုရသွားပြီအများဆုံးပါပဲဟိုးလူရှိန်ထိန်တာဒီဟာသကောထဲကိုဝင်ပြီးတော့မောင်းရတယ်လို့ပဲခင်ဗျာသကောထဲကိုဇီးပူစီလိမ့်လို့ပဲလုံးဝပြန်ထိန်ဖို့ခက်တယ်ဒီနာကပီယန်နေကြော်ကြသွားရင်တော့ရေထဲပဲရှိတယ်လမ်းရောက်သွားပြီလမ်းကကျင်းတယ်လုံးဝရှေ့မှာဘာလာမလဲမမြင်ရဘူးခုနကတော့စပိုက်တာကဲသွားတဲ့လမ်းပေါ့ဒီနေရာတော့ခုနကစပိုက်တာကဲသွားတဲ့လမ်းရှင်းထားတဲ့အတွက်ဂန်စတာမာဖီးယားဂန်စတာတဲ့ကတော့နင်းငယ်စိတ်သက်သာရတယ်များဒီလမ်းကသူအရင်ဆုံးမောင်းရရင်မလွယ်ဘူးခင်ဗျဘာလို့ဖြစ်အရင်ဆုံးအဝေးဆုံးရောက်ထားတဲ့စပိုက်တာကဲကိုတော့ကျွန်တော်တို့ချီကျူးရမှာဖြစ်ပါတယ်မိန်းကလေးတစ်ယောက်တည်းပဲမဲ့လုံးဝအရှော်မပေးဘဲနဲ့ဒီကြည့်ထားပြီးတော့မောင်းရတယ်ခင်ဗျဘေးဓာမှာရေကြီးပဲဗျာကြောက်ထဲကိုလုံးဝပြုတ်ကျလို့မဖြစ်ဘူးဒီတင်းကားတွေကအလေးပေါ်မှာလုံးဝအချိန်နဲ့မောင်းမှရမှာဆိုတဲ့အတွက်ဘလုံးမှသွားလို့မရဘူးများဒီတင်းကားတွေတော့ယူလို့မရစိတ်လျှော့လိုက်ပါတော့မာဖီးယားဂန်စတာလုံးဝအချိန်နဲ့မောင်းလာမှရမှာဒီစင်ကိုတတိကြီးထားနေတယ်ခုနကစပိုက်တာကထိုးကြသွားတဲ့နေရာတတိကြီးထားနေတယ်ရှေ့မှာဟမ်ဘဂါကြီးတွေသူလမ်းကြောင်းတွေ့သွားပြီလမ်းကြောင်းတရားဒီဘက်မှာဟုတ်တယ်လမ်းကြောင်းတွေ့ရပါဗျာကျွန်တော်ပြောနေတဲ့ဒီစကောကြီးတဲ့ပုံစံမျိုးနော်တော့ဒေဦးပုံစံမျိုးတွေကိုရောက်သွားရင်မလွယ်ပါဘူးထိန်းရတာတကယ်မလွယ်တာအချိန်နဲ့မောင်းရင်ပိုဆိုးတယ်ဗျာလုံးဝထိန်းလို့မရဘူးအစားနဲ့ပြန်ရမှာဖြစ်ပါတယ်ဒီကွင်းကိုပဲပြန်ရမှာဖြစ်ပါတယ်၄ယောက်လုံးအတွက်ကတော့တရားမျှတမှုရှိသွားပြီဖြစ်ပါတယ်စပိုက်ဒါမန်အရင်ဆုံးပြိုင်သွားတော့စပိုက်ဒါမန်အရင်ဆုံးပဲစောစီပဲထွက်ကမလားပထမတစ်ခေါက်တည်းအဝေးကိုပဲသူမောင်းနိုင်မလားကျွန်တော်တစ်ချက်ကြည့်ရပါမယ်ဒီလမ်းတော့သူနည်းနည်းတော့မှတ်မိသွားရည်နဲ့တူတယ်ပြိုင်ဝင်နေထားကတော့သူ့အတွက်ကတော့ပထမတစ်ခေါက်တည်းဆိုင်တော့သူအဆင်ပြေမလားလို့ပထမတစ်ခေါက်ဒီနေရာမှာသူပြုတ်ကျသွားတာအချိန်ဝဲသူတနေ့ထိန်သွားတယ်သူတစ်ခါပြုတ်ကျမှုတော့သူနှက်သွားပြီခင်ဗျအပေါ်မှာအခုချိန်ကြီးကိုလိုက်ဒုက္ခပေးနေတော့စပိုက်ဒါမန်ကိုခုနကနေရာပြုတ်ကျခဲ့တဲ့ပထမတစ်ခေါက်ကနေရာတော့သူအောင်မြင်စွာဖြတ်ကျော်လာပြီညဟုတ်ပြီရှေ့မှာမမြင်ရတော့ဘူးထိန်မောင်မမြင်ရတဲ့လမ်းကိုရမ်းမလုံးနဲ့ကိုလှမောင်လို့ဖြစ်သွားမယ်ဟုတ်ပြီတင်းကားတွေသူမမတ်တော့ဘူးခင်ဗျာစတားလေးတော့ရအောင်ယူထားတယ်တင်းကားတော့သူမမတ်တော့ဘူးဒင်းကမတ်ရင်တော့မလွယ်ဘူးဒီနားမှာရေထဲကိုပင်လယ်ထဲကိုထိုးကြရုံပဲရှိတော့မယ်ဒိုးနဲ့ကြီးတွေလမ်းကိုကာထားတယ်တိတ်
လောတယ်မလောတယ်ပြေးမှန်မယ်ပြေးမှန်မယ်ရှေ့ကိုသွားမယ်ဘောလုံးတွေရောကိမုတ်တွေရောခင်ဗျာဟုတ်ပြီဒီကားလေးအမစတာလေးတော့ရအောင်ယူသွားတယ်လို့စတာနှစ်ပွင့်တော့ပွင့်သွားပြီဘောလုံးလေးလည်းလမ်းမှာကိုလိုကန်းနေများဒီရဲ့ဟာတော့တော်တော်ဒီပြိုင်ငွေကတော့တော်တော်ခက်ခဲတဲ့ပြိုင်ငွေမှာသူတို့တွေဒါတော်တော်နှစ်ဆင့်ဖြစ်ကြရတယ်ဆိုတော့တော်တော်ရှားပါတယ်အခုကတော့တစ်ခေါက်တည်းနဲ့နိုင်ရှုံးပေါ်ပါတယ်အခုကတော့လုံးဝမှန်းလို့မရပါဘူးတုံးကြီးကလုံးဝလမ်းလဲကောင်မှလုံးဝအလွန်ကြီးလမ်းကိုလုံးဝမမြင်အောင်လုပ်ထားတာမောင်းနေတယ် slow down လုံးဝဘေးနာဘေးစီးကနေကတ်မောင်းနေတယ်အနေရဲ့မြင်ဘိုးနဲ့ကြီးတွေကလည်းလမ်းမှာခံထားတယ်အရှိန်တွေတန့်ပြီးတော့လမ်းအောင်မမြင်အောင်ဆိုင်းဘုတ်ကြီးတွေအဆိုးဆုံးပဲဆိုင်းဘုတ်ကြီးတွေကာတိုင်းလုံးဝလမ်းအောင်မမြင်ရတော့ဘူးအရှိန်နဲ့တိုက်မှသာလွန့်ထွက်သွားမှာအရှိန်နဲ့တိုက်ဖို့ကလည်းလမ်းမမြင်ရဘူးအပေါ်မှာလမ်းကိုပိတ်နေတော့ဟေးကားခေါင်မိုးပေါ်ရောက်နေတယ်လို့မြင်ဝင်မရှင်းဘူးဖြစ်နေတယ်ရှေ့မှာဘာလာမလဲမသိရဘူးဟုတ်ပြီသူတော်ဝဲတော့ရောက်ထားတယ်အမလေးကန်ကောင်းလို့ break အုပ်ပြီးတော့နောက်ကိုပြန်ဆွဲထားလို့သွားပြီးမောင်းပြီလုံးဝမရတော့ဘူးများဓာတ်နဲ့ဒီဘက်ကတန်စကားစဝိုင်းရဲ့ကြားထဲကိုရှေ့ဘင်းကကျွံကျသွားတဲ့အတွက်လုံးဝနောက်ပြန်ဆုပ်လို့မရတော့ပါဘူးဒီအဆင့်ကနေပဲလက်လျှော့ရတော့မှဖြစ်ပါတယ်သူစမ်းကုန်တော့စူးစမ်းနေတယ်မလွယ်ပါဘူးဒီအဆင့်ဒီနေရာရောက်ဖို့ကလည်းလုံးဝမလွယ်ပါဘူးရှေ့ဘင်းကိုလုံးဝပြန်ထုတ်ဖို့ကလည်းအဆင်မပြေတော့ပါဘူးသူစမ်းကုန်လုံးနေပေမဲ့လည်းလက်လျှော့အရှုံးပေးရမှာဖြစ်ပါတယ်ဟုတ်ပြီပြန်ပြိုင်တော့မယ်စားနေပြန်ပြိုင်မယ်ဒီကွင်းကအခုဒီတစ်ကောင်းလိုက်ဆိုရင်2ခေါက်3ခေါက်ဖြစ်နေပါပြီတော်ခက်ခဲတဲ့ကွင်းလိုပဲသတ်မှတ်ကမှာပါမလွယ်ဘူးအတားစီးတွေရှေ့မှာရှိနေတယ်မကြေပွဲပြန်နှွှဲတယ်ဗျာစပိုက်ဒါမန်အောင်နေတယ်ဘောလုံးတွေရှိတယ်လမ်းတွေရှိတယ်ဟမ်ဘာဂါတွေတိုက်ထားတယ်ဒီတခါတော့သူ့အတွက်ကတော့ခက်ခဲမလားအောင်မြင်မလားစီရဲပဲကြာသွားမလားအားလုံးအားပေးကြပါဦးကိုဘဲကောင်အားပေးနေလဲဆိုတာအောက်က comment လေးရေးပေးခဲ့ပါဦး like လေးလည်းနှိပ်ပေးခဲ့ပါဦးဒီတက်ခက်ခဲတဲ့လမ်းတွေကိုဘလို့ထပ်ပြိုင်အောင်လဲဆိုတာနောက်ထပ်နေ့တွေမှာလဲဆက်လက်ရှင်းပြိုင်မှာဖြစ်ပါတယ်လာရအားပေးဖို့လည်းဖိတ်ခေါ်ပါတယ်ဒင်းကားတွေမမတ်တော့ဘူးစတာကိုပဲရအောင်ယူသွားတဲ့စပိုက်ဒါမန်ရှေ့မှာစားအောင်မမဲနဲ့လို့တုံးရခန်းနေတယ်ဗျာဒိုးနဲ့ကွင်းနေရတဲ့လမ်းလေးမှာဟုတ်ပြီတော်သေးတာဗောစတာတပွင့်တော့ပွင့်ထားတယ်ကိမုတ်တွေရှိတယ်တန်စကားစဝိုင်းနဲ့ရောက်နေတယ်ဒင်းကားတွေစတာတွေကိုလည်းရအောင်ယူသွားသေးတယ်ဟိုးဒီနေရာကိုမနဲ့ရှိန်ထိမ့်မှရမယ်အပေါ်တက်ပြီးသွားရင်မလွယ်ဘူးခက်ခဲတဲ့လမ်းမှာရှင်ပြန်ရတာတကယ်မလွယ်ပါဘူးအောက်မှာရေတွေမှုလို့တော်ပါသေးတယ်ကြောက်တာဆိုရင်တော့တွေးရစရာပါဒီထားထိမ့်မောရတယ်များမမြင်ရတဲ့လမ်းအချိုးကွဘာပြီးဘာလာမလဲဆိုတော့ဘယ်သူမှမသိနိုင်ဘူးများလမ်းကခက်ခဲနေတယ်စတာလေးတော့သူရအောင်ပြန်ယူသွားသေးတယ်စတာ3ပွင့်ပွင့်သွားပြီနောက်ကိုပြန်သွားသေးတယ်နောက်ကဒင်းကားကသူလိုချင်လို့ရအောင်ယူသေးတယ်စားရီမမတ်ပါတော့နဲ့စပိုက်ဒါမန်အမလေးဘက်ကီယာနဲ့ဟိုယိုးမှာဘက်ကီယာနဲ့ဒီတခါတော့သူတခြားပြင်ဆင်လာပါတယ်ဒီတခါတော့အနိုင်နဲ့ပိုင်းသွားမလားဒီမှာကီလိုမီတာလောက်မှတော့မရှိတော့ဘူးနဲ့တူပါတယ်ဒီအဖြတ်ကျော်ပြီးသွားရင်ဒီလမ်းလေးပြီးသွားတာနဲ့ရှေ့မှာစဝိုင်းပြီးပထမတခါသူရှုံးခဲ့တဲ့ရှေ့ဘင်းကျုံခဲ့တဲ့တရားနဲ့စဝိုင်းရဲ့ကြားထဲကနေရာကိုသူဖြတ်ကျော်ပြီးတော့သူ့အတွက်ကတော့အဆင်ပြေမဲ့ထင်ပါတယ်ဟမ်ဘာဂါတွေဘေးနားမှာကာယန်တွေကိုတိုက်ချပြမှရမှာလုံးဝလမ်းကိုလေတက်တက်တိုက်လို့မရဘူးတကောင်ကဘေးတိုက်မှရမှာအစွန်းကနေတိုက်မှသာတကောင်လမ်းကနေဘေးဖက်သွားမှာအလဲကောင်တက်သွားတိုက်လို့ဆိုရင်အမိုးပေါ်တင်သွားနိုင်မယ်ဒီနေရာမှာအရှိန်နဲ့မောင်းရမှာအရှိန်နဲ့ဖြည်း
ဒါဆိုရင်သူဒီနေရာကိုသူခုနကနေရာကိုတော့ကြော်နိုင်မလဲလို့တော့ထင်ပါတယ်ဟုတ်ပြီခုနကနေရာသူမှားခဲ့တဲ့နေရာအတွက်တော့သူသတိကြီးထားပြီးတော့ပြတ်ကျော်သွားပါပြီဟုတ်ပါပြီဒီတစ်ခေါက်ပထမ second round မှာတော့ Spider-Man ရှေ့ဆုံးမှာဥဆောင်နေပါတယ်နောက်ထပ်ရှင်ပြိုင်မဲ့လူတွေလည်းနောက်မှာအစင်းစင်းဆောင်နေပါတယ်ရှင်ကိုထိန်းတာရှင်မဘာလာမလဲမသိဘူးဒင်္ဂါတွေလည်းသူမမတ်တော့ပါဘူးများအဓိကအောင်မြင်ဖို့ပန်းနိုင်ရောက်ဖို့ပဲသူအာယုံထားတော့တယ်များဒင်္ဂါတွေလည်းသူလုံးဝမမတ်တော့ဘူးရှေ့မှာဘာလာမလဲလဲလုံးဝမတွေ့အောင်ကာနေတယ်ဟေးဒီဆိုင်းဘုတ်ကြီးကဘေးအစွမ်းနဲ့တိုက်ချမှာရမှာလေတက်တိုက်လို့သွားပြီလုံးဝမမြင်ရတဲ့နေရာကျွန်တော်ပြောပါတယ်ထိန်မောင်းနဲ့ရှေ့မှာလည်းခံနေတဲ့တားစီးတွေကရမ်းများပါတယ်ရှေ့မှာဘာလာမလဲမသိရသေးဘူးဒီတကာအလှည့်ကြသူကတော့ Spider Gate ဟုတ်ပြီလုံးဝတက်ကြွမှုဒီတကာသူ့ရဲ့ဒုတိယမြောက်ပြိုင်ပွဲဘလို့တွေသူအောင်မြင်အောင်ဆက်တော်မလဲလို့ Star 3ဝင်ရတော့ပွင့်ပြီးသားပါဒါပေမဲ့ရှေ့က Spider-Man ထက်ဒီပိုဝေးတဲ့အကွာကိုရောက်အောင်တွားနိုင်မှသာသူအောင်မြင်သူဖြစ်မှာ main ကလေးပြီမဲ့လည်းလုံးဝ short တော့လို့မရပါဘူးဒီနေရာမှာပြုတ်ချဖို့အရှင်ကိုထိန်းရမရမယ်လမ်းအန်ရီစီးတဲ့ကိုရောက်နေပြီ ATM စက်ကြီးတွေလည်းခန်းနေတုံးရတောက်လျှောက်ကိုပါလာတယ်ဟေးလမ်းကိုမမြင်ဘူးဟုတ်ပြီဒီနေရာလေးအဆင်ပြေပြီနဲ့တူပါတယ်ဟိုးကန်ကောင်းလို့ break အုပ်ထားလို့ရှေ့မှာလုံးဝရေထဲကိုကြဖို့ပဲရှိတယ် break အုပ်လေးတန်းနဲ့ကားလုံးဝအဲ့ဒါဖြစ်သွားပုံရပါတယ်လုံးဝ break အုပ်ထားတဲ့ရှေ့ကိုသူ့လိုသွားတာများလုံးဝကိုမရတော့ပါဒီကားတော့ကားကြောင်ပဲလို့ထင်ပါတယ်ဒီတကားနောက်တစ်ခေါက်ရှင်တိုင်မှာကတော့ချင်ပန်စီနီမန်ကီချင်ပန်စီနီဒီကားတော့တမ round တော့လို့တော့ဒါကြီးတော့မတွက်ကြဘူးသူတတိထားပြီးတော့မောင်းမယ်ရှေ့မှာလမ်းတွေကနှစ်ယောက်ရှင်းပြီးသားဆိုတော့အောက်ပြိုင်တဲ့လူတွေအတွက်ကတော့လွယ်ကူပဲခင်ဗျာတားစီးတွေကိုအလွယ်ကူဆုံးမပြတ်ကျော်ထားတယ်ချင်ပန်စီနီကွေးထားတယ်ဒီအစင်းတီကိုဟုတ်သေးတယ်မောင်းထားတယ်ပိုလာပလင်းတွေရောစပိုက်ဒါမန်တွေရောအတားစီးတွေကိုအမလေးကန်ကောင်းလို့တင်ကားတွေကြံခဲ့တယ်မတက်နိုင်တော့ဘူးလေလုံးဝဒီလန်ခီးကတင်ကားတွေလည်းမက်လို့မရဘူးစတားတွေလည်းမက်လို့မရဘူးပန်းနိုင်ကိုအရင်ဆုံးရောက်မှသာအနိုင်မှာမောင်းနေပြီတန်စကာတွေကိုရောက်နေပြီတန်စကာလှိုင်ကောင်းနဲ့ဥမင်းနဲ့ချက်ကြော်ထားတယ်တင်ကားတွေလည်းသူမယူတော့ဘူးလုံးဝမရပါဘူးဒီလမ်းမှာဒီပြိုင်ဝင်းကတော့တော်တော်ခက်ခဲတဲ့ပြိုင်ဝင်းမှာအရင်တစ်ခေါက်တွေတော့ပြိုင်ခဲ့တဲ့ပြိုင်ဝင်းတဲ့ကိုပို့ပြီးတော့ခက်ခဲလာပါစင်းပြိုင် level တစ်ဆင့်မြင့်လာလေခက်ခဲတဲ့ကွင်းတွေကိုပဲကြုံတွေ့ရလေဖြစ်ပါတယ်အောင်လဲပြိုင်ပွဲဝင်နေရတဲ့တတိထားဖို့လိုပါတယ်ရှေးလီဗာနဲ့ brain နဲ့လုံးဝဟန်တယ်နဲ့တားစီးတွေကိုဘယ်လိုကြံ့ခိုင်ဖြတ်ကျော်မလဲကိုယ့်ရဲ့ဆုံးဖြတ်ချက်တစ်ချက်ကကိုယ့်ရဲ့ပန်းနိုင်ကိုရောက်ဖို့ကူညီပေးပါတယ်ဆုံးဖြတ်ချက်တစ်ချက်မှားရင်တော့ရေထဲကိုရောက်တော့ကြမှာပါဒါဆိုရင်တော့ရှူမောင်းနေတယ်လမ်းလေးကြော်တဲ့ရှေ့မှာကားနေတယ်ဘာလာမလဲမတွေ့ရဘူးအိုးတန်ကစဝိုင်းပေါ်ရောက်လာပြီဒီနေရာမှာလည်းအဆုံးဖြတ်ဖြစ်သွားနိုင်တယ်လွယ်ကူဆုံးပဲချင်ပန်စီနီရှော့တွက်လို့မရဘူးလူသားတွေနဲ့အတူတူကန်ပွဲဝင်နိုင်တဲ့ချင်ပန်စီနီလူသားတစ်ယောက်နီးပါးတော်ပါတယ်ရှိခဲ့မောင်းထားတယ်တွားပြီဒီထားနေရဲ့ကြားထဲကနေချင်ပန်စီနီလက်မြောက်ရှုံးပေးပြီးတော့ရေထဲကိုဒိုင်မီထိုးဆင်းသွားပါပြီဒီကနောက်ဆုံးလက်ချသူကတော့မာဖီးယားဂန်စတာသူထွက်လာတော့လမ်းဒီမှာ
ကားမောင်းရင်းနဲ့ဒုစရိုက်လောကမှာဆင်နေတာလေလို့ဆိုတော့ဒီကားမောင်းကွင်းကတော့ဒီ second round မှာသူ့အတွက်အခွင့်အရေးကြီးကြီးမားမားဖြစ်မယ်နဲ့တူပါတယ်မောင်းနေတယ်ဘလို့အနိုင်ယူသွားမလဲနောက်ဆုံးဒု second round မှာမာဖီးယားဂန်စတာတယောက်ပဲကျန်တော့တယ်ဒီပွဲကိုသူ့ဘာမအောင်ဘူးဟဲ့ဆိုရင်၄ယောက်လုံးစနေပြန်ရမှာဖြစ်ပါတယ်ဒီကွင်းကတော်တော်ခက်ခဲတဲ့ပြိုင်ပွဲတော်ခက်ခဲတဲ့ကွင်းလုံးဝလမ်းရတယ်ကျင်းတယ်ကိုယ်ကောက်တွေကလည်းများတယ်အတားစီးတွေလည်းရှေ့မှာဖြတ်ကျော်ထားတယ်တားစီးထားတယ်ရှေ့မှာဟမ်ဘဂါရှိတယ်ဟမ်ဘဂါအိုးတွားပြီခင်ဗျာပထမ round တော့လို့စပိုင်ဒါမန်ဖြစ်တယ်လို့ဘယ်ဦးမင်းလိုင်းကောင်းအဆက်နဲ့ဒီဘက်တာလိုင်းရဲ့အဆက်ကြားထဲကိုရှေ့ဘိန်းကျွံကျသွားတာများလုံးဝလုံးလို့မရပါဘူးဒီကအလွန်ခက်ခဲပါတယ်ကျွံကျသွားတဲ့အတွက်စားနေပြန်ပြိုင်မှာဖြစ်ပါတယ်တာ round 3ကြီးမြောက် round ဖြစ်ပါတယ်စားပြိုင်ရမှာတော့စပိုင်ဒါမန်ဒီကတော့သူလွယ်ကူဆုံးပဲဖြစ်ကြော်မှန်းနဲ့တူပါတယ်ဒီကတော့သူတို့ရဲ့နောက်ဆုံး round လို့လည်းပြောလို့ရပါတယ်လုံးဝ level တစ်ဆင့်ပုံမြင့်သွားဖို့အတွက်ဘလူးက level အဆင့်အမြင့်ကိုရောက်သွားမယ်လို့ကျွန်တော်ကြည့်ရှုနေတဲ့ကိစ္စတွေပဲရင်ခုန်နေပဲထင်ပါတယ်ဘသူနိုင်မဲ့ထင်ပါတလဲလို့ကန်ကောင်းလို့ဆက်ဆက်မောင်းတဲ့လူအတွက်ကတော့တော်တော်ခက်ခဲတာပါဆက်ဆက်မောင်းတဲ့လူအတားစီးတွေကိုအရင်ဆုံးဖျက်ကျော်ရတာပါနောက်မှလိုက်မောင်းတဲ့လူတွေအတွက်ကတော့ရှေ့ကကားသွားပြီးသားလမ်းအတားစီးကိုရှေ့ကကားဖျက်ကျော်ပြီးသားအတွက်လို့စတောင်းမမက်ပါနဲ့လို့ပြောတဲ့ကြားတွေကနေစပိုင်ဒါမန်လုံးဝလက်မြောက်ရှုံးပေးပြီးရေထဲကိုထိုးဆင်းသွားပြီဗျာလုံးဝလက်မြောက်ရေထဲကိုထိုးဆင်းသွားပြီစတားတွေပွိုင်းတွေမက်လို့မရပါဘူးဒီကအောင်မြင်မှုပန်းနိုင်ကိုရောက်ဖို့လိုပါတယ်စပိုင်ဒါကဲမင်္ဂလေးတယောက်ဝင်မဲ့လဲလုံးဝ short တွက်လို့မရသူပါအမ round တော့ပထမဆုံး round တော့ကွာအဝေးဆုံးကိုသူတယောက်တည်းအရင်ဆုံးမင်္ဂလေးတယောက်တည်းအနေနဲ့ရောက်ခဲ့တာဖြစ်ပါတယ်အော်ဘီရှိမှာဘီယာပလင်းနေလမ်းနေအတားစီးတွေကိုအေးဆေးလေးပဲဖြတ်ကျော်ထားတယ်အေးဆေးလေးပဲခက်ခဲတဲ့ဒီနေရာတွေမှာလုံးဝလောလို့မဖြစ်ဘူးတတိထားပြီးမောင်းရတယ်လမ်းရှင်းနေဟဲ့ဆိုပြီးစွတ်မောင်းလို့မရဘူးဒိုးနဲ့တင်းနဲ့ရှေ့ကလမ်းကွင်းကိုမမြင်ရဘူးရှေ့ကိုပြန်ကျိုးသွားပြီးတက်သေးတယ်ပါဝါတွေကုန်းအောင်သုံးပြလိုက်တယ်များလုံးဝကိုနိုက်ထရိုဂျင်သုံးနေတယ်လုံးအပေါ်ပြန်မတက်တော့ပါဘူးဘေးနာနေရန်တွေကနေတက်ကုန်းတက်ပြီမဲ့လေကားဝိတ်နဲ့လူဝိတ်နဲ့များနေတဲ့အတွက်လုံးဝရှုံးပေးသွားပြီဒီတစ်ခါချင်ပန်စီနီလူသားတွေနဲ့ဒန်းလူရှင်းပြိုင်နေပထမ second round တော့လည်းသူမနေဝေးကိုရောက်ခဲ့တယ်ဗျာစတာတပွင့်မပွင့်သေးတဲ့ဒီတစ်ခေါက်ကပိုတော့ခက်ခဲလာသလိုပဲအတားစီးကြီးပိုများလာတယ်အိုးတွားပြီချင်ပန်စီနီရှုံးပေးလိုက်ရပြီဖြစ်ပါတယ်စထွက်ပြီးစက္ကန့်ပိုင်းမဲ့ကြာပါတယ်ခက်ခဲတဲ့လမ်းကိုဖျက်ကျော်တဲ့အခါမှာစိတ်ရဲ့တည်ငြိမ်မှုကလည်းအရေးကြီးပါတယ်ပြာရခတ်မသွားဘဲနဲ့ဒီပါနဲ့ brain နဲ့တခြားချိတ်ဆက်မိအသုံးပြုနိုင်မှသာအောင်မြင်မှုပန်းနိုင်ကိုရောက်ရှိမှာပါစိတ်ရှည်တီးခံလမ်းကြောင်းမှန်ကိုရောက်ဖို့တော့အရေးကြီးနေပါပြီဒီတစ်ခါနောက်ဆုံးမှာဒီတစ်ခါ3ကြီးမြောက်တာရောင်းနိုင်ရရှိသွားရင်တော့ဒီထက်ပိုခက်ခဲတဲ့လမ်းတွေပဲထပ်ရှင်ပြန်ရမှာဖြစ်ပါတယ်ဂန်စတာမဖီးယားဂန်စတာလွယ်ကူဆုံးပဲဖြတ်ကျော်ထားတယ်ရှေ့ဒီမှာရှင်းမိသားဆိုတဲ့အတွက်သူ့အတွက်ကတော့အဆင်ပြေတဲ့အဆင်သင့်အနေထားမှာရှိတယ်ဒီချိန်ထိတော့ခက်ခဲတားစီတော့မတွေ့ရသေးဘူးသူ့အတွက်ကတော့ဒိုးနဲ့ကြီးတော့လမ်းလက်ကောင်မှတကွင်းဘေးနားမှာပြုတ်ကြတော့မယ်မလေးကန်ကောင်းလေဗျာတိုက်ချထားတဲ့လမ်းဘေးတို့အကုန်ရှင်းထားတယ်ဟုတ်တယ်ဗျာဒီတစ်ခါတော့အောင်မြင်ပြီထင်ပါတယ်အောင်မြင်သူမာဖီးယားဖြစ်မလား
နောက်လည်း4 round နေနဲ့ပဲပြန်ရမလားဘေးနာကို star 2 ပွင့်ပါတာ round မှာနောက်ဆုံးရှင်းပြရင်သူမာဖီးယား gangster ပဲဖြစ်ပါတယ်ဒီစင်တော့အောင်မြင်ပြီနဲ့တူပါတယ်အောင်မြင်ဆိုရင်4 round နေနဲ့နောက်တဲ့4ချိန်မြောက်အကုန်4 ယောက်လုံးပြန်ရမှာလုံးဝဒင်းကားတွေမမတ်တော့ star 1 ပွင့်တော့ပွင့်တယ် star 3 ပွင့်သွားပြီတာစီဒီကိုဖြတ်ကျော်ထားတယ်လမ်းလေကောင်းမှာ break အုပ်ထားတယ်ကန်ကောင်းလို့ပြိုရှေ့က ADN စက်ကြီးတွေလဲကုန်ပြီထဲကနေမတိုက်တော့ဘူးသူပပနဲ့ပဲဖြတ်ကျော်ထားတယ်ဟုတ်တယ်ဘေးဘက်ကနေတိုက်မှာ3 ဝီဒီကလွင့်သွားမှာလက်တက်သွားတိုက်ရင်ကားရှိမှခံနေလမ်းနေနဲ့အစင်ပြေမှာမဟုတ်ဘူးဟုတ်တယ်မာဖီးယား gangster ရဲ့ဆုံးဖြတ်ချက်တွေအခုချိန်ဒီမှန်ကန်နေတယ်အလက်တက်ကိုမတိုက်တော့ဘူးလို့တိုက်တယ်လမ်းမမြင်ရဘူးဗျစွမ်းနေတိုက်တယ်ဟုတ်တယ်ရှေ့ကလမ်းကိုလုံးဝမမြင်ရဘူးအခုရင်ပြောနေတယ်ကန်ကောင်းနေတာ break အုပ်တာမြန်လို့ဟုတ်ပြီဖြတ်ကျော်ထားတယ်လမ်းလေးကိုမမြင်ဘူးပုံမကားနေတယ်ချင်ပန်စီနေကတော့အရှုံးပေးသွားပြီမာဖီးယား gangster မာဖီးယား gangster ကြောင်းလာပြီအဝေးဆုံးကိုသူပြန်တန်းနေပြီဟုတ်ပြီဒီစကောအကန်ဒေအိုးပုံစံလမ်းကြီးကလည်းခက်ခဲတယ်များထိန်းရလုံးဝမလွယ်ပါဘူးအချိန်နဲ့ခုံငါလေးနဲ့လေပေါ်တွေလည်းမြောင်းနေတယ်ဗရိတ်တွေကိုဖမ်းထားလို့တော်သေးတယ်မလေးကန်ကောင်းလို့ပြောပါဒီလမ်းကသတိထားပြီးမောင်းမှရမှာပါအေးမိုးပေါ်ပြန်လန်းနဲ့နော်မိုးပြန်လန်းပေါ်မှာမောင်းရတာပါဘေးနားမှာတားစီးတွေလည်းရှိတယ်ဘာပြီးဘာလာမလဲဆိုတော့ဒိုးနက်တွေလည်းခံထားတယ်လိုင်းကမလေးကန်ကောင်းလို့ဟဲ့အချိန်အုပ်လိုက်လို့တိုက်ထားတယ်ကိုရမှာမလေးကန်ကောင်းလို့ NAC ကို break အုပ်ထားတာကြည်စမ်းတော်လိုက်တာမဖီးယား gangster break ကိုအချိန်ကြီးအုပ်လိုက်လို့နောက်မဆိုရင်ရှေ့ကနောင်တော်ကြီးတွေရဲ့လမ်းစဉ်ရေတဲကိုပဲကြောက်သွားမှာပါ break ကို3 နိုင်မှ break ကိုစင်တင်3မှာအဆင်ပြေမှာတတိတစ်ချက်လွတ်သွားတာနဲ့ရေတဲကိုထိုးဆင်းသွားမှာရှေ့မှာမိုးရံပူစီပေါင်းနဲ့ဖြည်းဖြည်းချင်းတော့သွားနေတယ်ပန်းနိုင်ရနီးလာပြီ gangster နိုင်မဲ့ဖြစ်မဲ့နဲ့တူတယ်ဒီခါလှဲ့ကတော့ gangster နိုင်မဲ့လှဲ့ပါမဖီးယား gangster တာယာတော့ရေးရှေ့မှာပန်းနိုင်အောင်မြင်နေရပြီကဲနိုင်သွားပြီဒီတစ်ခါအောင်နိုင်သွားတော့ gangster ဖြစ်ပါတယ်အားလုံးပဲကျွန်တော်အင်္ဂလိပ် gaming channel ကို YouTube ကို subscribe မလုပ်ရသေးလို့လည်း subscribe လေးလုပ်ပေးကြပါဦးเนาะအားလုံးကိုကျေးဇူးတင်ပါတယ် bye bye